မင်းကလေးတယောက်ထိတ်လန့်တကြားနိုးလာသည်ခြေပလာဆရာဝန်တယောက်ကသူမရဲ့ခန္ဓာကိုယ်ကိုအတင်းအကျပ်စစ်ဆေးနေသည်တစ်ချိန်တည်းမှာပဲအမျိုးသားတယောက်ကသူမကိုစူးစိုက်ကြည့်နေသည်မင်းကလေးကြောက်လန့်သွားပြီးအကူအညီတောင်းအော်ဟစ်တော်လဲမြည်သူမမကယ်ဆယ်လာပါမကြမီသူမအားအမျိုးသမီးအဖွဲ့ခေါင်းဆောင်တယောက်ထံလွှဲပြောင်းပေးလိုက်သည်အိမ်ဆောင်သို့သွားရလမ်းတွင်တန်ဆောင်အိမ်များအတွင်ခုခံသူများစွာကိုသူမတွေ့လိုက်ရသည်ထိုအချိန်မှာပဲသူမသည်ခရီးသွားရန်သို့မဟုတ်ရုပ်ရှင်ရိုက်ရန်လာတာမဟုတ်ပဲအရှိတောင်အာရှ၏အကြီးဆုံးအွန်လိုင်းလိမ်လည်မှုစခန်းကြီးထဲတွင်ပိတ်မိနေမှန်းသဘောပေါက်လိုက်သည်မျိုးသမီးအဖွဲ့ခေါင်းဆောင်ကသူမကိုအိတ်ဆောင်သို့ခေါ်သွားသည်အခန်းပေါ်မှာစခန်းထဲတွင်3နှစ်နေထိုင်ခဲ့သည့်ဦးမေကွန်ဖြစ်သည်မိသားစုများရဲကိုအကြောင်းကြားခြင်းမပြုစေရန်ကြမ်းရှိကိုင်းကသူတို့အားအိမ်သို့ဖုံးဆက်ခိုင်းပြီးဘေးရန်ရဲ့ကင်းကြောင်းဤနေရာတွင်ကြာရှည်နေမည်ဟုလိမ်ပြောစေသည်စခန်းသည်အလို့သဘော၈နာရီအလုပ်ချိန်စနစ်ကျင့်သုံးပြီးကုမ္ပဏီတစ်ခုနှင့်တူတော်လဲလက်နက်ကင်ပြီးရက်ဆက်ကြမ်းကြုတ်သူများဝန်းရံထားသည်မိန်းကလေးတယောက်ငွေလိမ်လည်မှုအောင်မြင်တိုင်းထွက်ပြီးလက်မြောက်အချက်ပြရသည့်လိမ်လည်မှုခေါင်းဆောင်ကငွေလွှဲပြီးကြောင်းအတည်ပြုပြီးနောက်ဒုတိယထက်ရှိဗန္ဒာရေးဌာနသို့စည်ရင်းစီရန်အကြောင်းကြားသည်အကောင့်အချက်လက်အတည်ပြုပြီးသည့်နေ့ဗန္ဒာရေးဝန်ထမ်းကအဝေးမှလက်မှတ်ထောင်ပေးသည်ထို့နောက်အုပ်ချုပ်ရေးမှူးကလာပြီးမှတ်စုတစ်ခုလက်မှတ်ထိုးပေးကမိန်းကလေးအားအလုပ်ပြီးညစာစားရန်ခွင့်ပြုသည်အခြားမိန်းကလေးများကမေကွန်သည်တတ်မှတ်ချက်ထက်စောပြီးပြည်မိသည်ကိုအားကြကြည့်တော်လဲမေကွန်မှာပြုံးမပြနိုင်ပေနေတိုင်းအိတ်ဆောင်တို့မပြတ်မီလူတိုင်းရင်ပြင်တွင်စုဝေး၍အမိစေရသည့်ရှင်းရီကထွက်ပြေးရမည့်လမ်းကြောင်းကိုစူးစမ်းကြည့်စဉ်မေကွန်ကချက်ချင်းတားဆီးပြီးနေရာတိုင်းတွင်စောင့်ကြည့်သူများရှိသည့်အတွက်ထွက်ပြေးရန်မဖြစ်နိုင်ကြောင်းပြောသည်နောက်တစ်နေ့တွင်ရှင်းရီအားအလုတ်ခုံသို့ခေါ်သွားပြီးအုပ်ချုပ်ရေးမှူးကရခိုင်လူများစုစည်းထားသည့်လိမ်လည်နည်းပြူဟာမျိုးစုံပါဝင်သည့်ဇညုံပုံစံများစာအုပ်ထူကြီးတအုပ်ပြပေးလိုက်သည်စီးမြင့်မှာရိုးရှင်းသည်စွမ်းဆောင်ရည်ပြည့်မှတ်မပြည့်မီပါကအစာမရပေလူတိုင်းကစောစီးစွာပြည့်မှတ်ပြည့်ပြီးထွက်ခွာရန်မျှော်လင့်လျက်ဖုံးခေါ်ဆိုမှုများအပြင်းထန်ပြုလုပ်နေကြသည်မေကွန်သည်စက်တလုံးကဲ့သို့ကျွမ်းကျင်လာခဲ့ပြီးရှင်းရီသည်အချိန်တော်ကြာဝင်လေးပြီးနောက်ပထမဆုံးဖုန်းခေါ်ဆိုမှုပြုလုပ်တော်လဲညီသူမျှမဖြေကြားပေနောက်တစ်ကြိမ်ခေါ်ရန်တွန်းအားပေးခံရတော်လဲသူမသည်အခြားသူများကိုလိမ်လည်ရမည်ဆိုသည့်အချက်ကိုလက်မခံနိုင်ပဲအတန်တုံခါနေသည်ရလက်အနေဖြင့်ဖုန်းဖြေသူမရှိသို့မဟုတ်အခြားသူ၏ဆဲဆိုမှုကိုသာကြားရသည်ရက်ဆက်တိုက်တာဝန်မပြီးမြောက်သောကြောင့်ရှင်းရီသည်ရက်တော်ကြာစားတောက်ခွင့်မရခဲ့ပေစားလောင်လုံးတစ်ဖြစ်ထမင်းစားခန်းသို့အစာရှာသွားတော်လဲဝန်ထမ်းများကမောင်းထုတ်လိုက်သည်ကံကောင်းထောက်မစွာမေကွန်သည်ကယုနာစိတ်ရှိပြီးရှီရီဗိုက်စာလုံးတိုင်းသူမ၏တေးစာစုလက်များကိုမျှဝေပေးသည်တဖြည်းဖြည်းနှင့်မေကွန်နှင့်ခွေးကလေးသည်ရှီရီအတွက်ဤနေရဲတွင်တခုလေးသောနှွေးထွေးမှုဖြစ်လာသည်သို့သောထိုနှွေးထွေးမှုသည်မကြာမီဆုံးရှုံးသွားရတော့သည်五角星贴在他床头柜的业绩表上အကြောင်းမှာမေကွန်သည်စွမ်းဆောင်ရည်ပြည့်မှတ်ပြည့်မီပြီးစခန်းမှထွက်ခွာတော့မည်ဖြစ်သောကြောင့်ပင်ထိုညတွင်အမျိုးသမီးအဖွဲ့ခေါင်းဆောင်ကမေကွန်၏အိယာပေးစပွဲပေါ်ရှိစွမ်းဆောင်ရည်စရာတွင်ကျဲ9ပွင့်ကပ်ပေးလိုက်သည်ထိုစရာတွင်ကျဲများပြည့်နေပြီဖြစ်ရာဆိုလိုသည်မှာစခန်းထဲတွင်3နှစ်တိတိပိတ်မိနေပြီးနောက်မေကွန်သည်ဤကြောင့်မဖွယ်နေရာမှနောက်ဆုံးတွင်ထွက်ခွာနိုင်တော့မည်ဖြစ်သည်သူမသည်နေရန်တစ်ခုလုံးရှိကျဲများကိုဖြည့်ရင်မျက်ရည်များတတော်သွားကြနေသည်အကြောင်းမှာကျဲတပွင့်စီသည်ဂုံလူတစ်ခုမဟုတ်ပဲဆွေမျိုးသို့မဟုတ်မိတ်ဆွေတဦးလိမ့်လေခံရပြီးနောက်ကျဲရစ်ခဲ့သောဒဏ်ရာတစ်ခုစီဖြစ်သောကြောင့်ပင်ယနေ့တိုင်အသက်ရှင်ကျဲရရန်သူမသည်တွားကြိတ်ကမနစ်ကျိန်အားထုတ်ခဲ့ရသည်ကိုမြည်သူမျှမသိပေစခန်းကောင်းဆောင်ကျန်းရှိကိုင်ကလူတိုင်းကိုစုစည်းကသူမအတွက်နှုတ်ဆက်ပွဲကျင်းပပေးသည်မေကွန်၏စွမ်းဆောင်ရည်အောင်မြင်စွာပြည့်မှတ်ပြည့်မီကြောင်းကြေညာပြီးရွမ်ငွေ145 800တန်ဖိုးရှိစာချုပ်ကြီးတစ်ခုကိုပေးအပ်သည်ရင်းမာနှစ်များအတွင်းလိမ်လည်မှုများမှရရှိသောသူမ၏ကော်မရှင်ငွေဖြစ်သည်မေကွန်ကပြန်ရောက်တာနှင့်ပထမဆုံးလုပ်စရာကအဖွားအတွက်အိမ်ဆောက်ပေးမယ်လို့ဆိုသည်သူမသည်မိသားစုကိုထောက်ပံ့ရန်ငွေရှာရန်ဤနေရာကိုလာခဲ့ခြင်းဖြစ်သည်ယခုတွင်ငွေရရှိပြီးထွက်ခွာတော့မည်ဆိုတော့လေသူမ၏စိတ်မှာဗလာခြင်းတွေတကယ်တော့ခံစားရသည်စခန်းအပြင်၌မိရှုမိပန်းများကိုလူတိုင်းကဂုံပြုတ်ပွဲဟုထင်မှတ်ကြတော်လဲအမှန်မှနင်းတို့သည်ကျန်းရှိကိုင်ကလူတိုင်းကိုနာခံပြီးအပြင်းထန်လိမ်လည်သည်၍မေကွန်ကဲ့သို့ထွက်ခွာနိုင်သည်ဟုယုံကြည်စေရန်ချမှတ်ထားသည့်ထောင်ချောင်းများသာဖြစ်သည်သို့သောအမှန်တရားကိုမကြမီဖော်ထုတ်ပြသလိုက်သည်မေကွန်ကခရီးဆောင်အိမ်များထုတ်ပိုးပြီးထွက်ခွာရန်ပြင်ဆင်စဉ်ကျန်းရှိကိုင်ကသူမအားအေးဆက်စွာတားဆီးကခွေးကလေးကိုမခေါ်သွားရဟုဆိုသည်အမောင်ထုထဲတွင်ထိုခွေးကလေးသည်သူမ၏တခုလေးသောအဖို့ဖြစ်တော်လဲဤနေရာတွင်ရင်းကိုနှုတ်ဆက်ခွင့်ပင်မရှိချေမေကွန်သည်ခွေးကလေးကိုအခန်းပေါ်ရှင်းရီထံသာအနှံနိုင်သည်ထွက်ခွာမိများတွင်၌သူမသည်ရှင်းရီအားရှင်တန်ရေးလှုပ်ဝက်ချက်ကိုပြောပြသည်သူမ၏တငယ်ချင်းများသို့မဟုတ်အတိမိတ်ဆွေများကိုလိမ်လည်ကြည့်ရန်စူးစမ်းနိုင်သည့်အကြောင်းမှာသူတို့ကသူမကိုကိုယုံကြည်နိုင်သောကြောင့်ဖြစ်သည်သူတို့ကိုထိခိုက်နစ်နာစေသည့်အတွက်အပြစ်မခံစားရနှင့်အရေးကြီးဆုံးမှာပြစ်မှတ်ပြစ်မိပြီးဤနေရာမှထွက်ခွာရန်ဖြစ်သည်ဤစကားများသည်ရှင်းရီ၏နှလုံးသားထဲသို့ဓာတ်တစ်ချောင်းတစ်ပွဲထိုးဝင်သွားသည်အသက်18နှစ်အရွယ်ရှင်းရီသည်သူမ၏အချစ်ဆုံးတငယ်ချင်းကြံကြံကအရှိတောင်အာရှသို့ရုပ်ရှင်ရိုက်ရန်သွားခြင်းသည်ပျော်စရာကောင်းယုံသာမကငွေများစွာလည်းရနိုင်သည်ဟုပြောသောကြောင့်ဤနေရာကိုရောက်လာခဲ့ခြင်းဖြစ်သည်မိခင်၏အကျွေးများနှင့်မိသားစုကိုကူညီရန်အခွင့်အလမ်းကိုထည့်သွင်းစဉ်းစားကရှင်းရီသည်အရှိတောင်အာရှသို့တဦးတည်းပြန်တန်းသွားခဲ့သည်သူမကိုကြိုးဆိုသူမှာကျန်းရှိကိုင်ဖြစ်သည်လမ်းတစ်လျှောက်သတင်းပေါက်ပြင်ဘက်တွင်ကျုံများနေအောင်ကြီးနှင့်အပန်းဖြေစခန်းများကိုမြင်ရပြီးသူမသည်နောက်ဆုံးတွင်ဘဝတစ်ခုစတင်တော်မူဟုထင်ခဲ့သည်သို့သောပရရီတူအပန်းဖြေစခန်းဟုခေါ်သည့်နေရာသို့ကားရောက်သည်နှင့်ကျန်းရှိကိုင်၏လုပ်ရက်ကြောင့်သူမအံ့အားသင့်သွားသည်သူမပြန်လည်နိုးထလာသောအခါအေးတန်ခမ်းစစ်ဆေးရေးကလထိုင်တွင်ချီနှောင်ခံထားရသည်的天堂度假村，他就被张世凯迷晕。等他再醒来，已经被绑在冰冷的检查椅上。မေကွန်ထွက်ခွာသွားပြီးနောက်ပြင်းထန်သောရှင်တန်ရေးဗီဇကြောင့်ရှင်းရည်သည်နောက်ဆုံးတွင်သူမ၏အထက်တန်းကျောင်းအတန်းပိုင်ဆရာချန်ထံဖုံးဆက်လိုက်သည်သူမ၏မိသားစုတွင်ပြဿနာအချို့ကြုံတွေ့နေရပြီးကျောင်းကကျူးရှင်ချက်ချင်းပေးရန်တောင်းဆိုနေသောကြောင့်သူ့ထံမှငွေနှင်းငယ်ချေးလိုကြောင်းလိန်ပြောသည်ရှင်းရည်ကိုအမြဲတမ်းပိုးထားသည့်ဆရာချန်သည်သူမကိုလုံးဝမတန်တရားဝင်ပဲငွေပို့ပေးရန်ချက်ချင်းသဘောတူသည့်ဤနည်းဖြင့်ရှင်းရည်သည်သူမ၏
ထမဆုံးစွမ်းဆောင်ရည်ပြီးမြောက်ပြီးညစာစားရန်အလုံးမထွက်ခွင့်မှတ်စုကိုပထမဆုံးအကြိမ်ရရှိလိုက်သည်သူမသည်ဤနေရာ၏ရှင်တန်ရေးစည်းမျဉ်းများကိုတင်ယူရန်အတင်းအကျပ်ခံရပုံရသည်ဖုံးခေါ်ဆိုမှုများလေသူမကျွမ်းကျင်လေဇညွန်ကျွမ်းကျင်လေဖြစ်လာသည်အိတ်ဆောင်နေရန်ပေါ်ရှိကျဲများတပွင့်ချင်းတိုးလာသည်အစာမလုံလောက်ဟုစိုးရိမ်စရာမလိုတော့ဘဲတခါတရံခန်းထဲသို့အစားအစာများပင်ပို့ပေးလာသည်သူမ၏အချစ်ဆုံးတငယ်ချင်းကြမ်းကြမ်းမှအသွင်အပြင်ကောင်းသောကြောင့်ချမ်းသာသူများနှင့်အတူစားတော့ပျော်ပါရန်စီစဉ်ခံရသည်ဤနေရာမှအမြန်ဆုံးထွက်ခွာရန်ရှင်းရည်သည်ပုံမစူးစမ်းလှုပ်ဆောင်သည်သူမသည်တငယ်ချင်းများနှင့်ဆွေမျိုးများကိုသာလိမ်လည်တော့မည်မဟုတ်ဘဲသူစိမ်းများနှင့်နိုင်ငံသားများကိုပါပြစ်မှတ်ထားလာသည်တညတွင်ရှင်းရည်ကခွေးကလေးလက်တီပြောင်းနေသည်ကိုတွေးလိုက်သည်အဆောင်အိပ်ပျော်နေစဉ်သူမသည်တန်တကားမှခိုးထွက်ကခွေးကလေးကိုရှာဖွေသည်ကျင်းမြောင်းမှမိုက်သောမြေအောက်လမ်းကြောင်းတစ်ခုကိုဖြတ်သွားရင်းအနီရောင်လင်းနှန်းများထွက်ပေါ်နေသည့်လျှို့ဝှက်ခန်းတစ်ခုကိုမြင်လိုက်ရသည်တတိစုကတကားကိုတွန်းဖွင့်လိုက်သောအခါအခန်းထဲတွင်အဖြူရောင်ထည်များဖုံးအုပ်ထားသည့်အလောင်းများပြည့်နေသည်ကိုတွေ့ရသည်လက်တီသည်အလောင်းတစ်လောင်းနီးတွင်လဲလျောင်းနေသည့်ရှင်းရီတစ်ဆက်ဆက်တုံကအဖြူရောင်ထည်ကိုဖယ်လိုက်ပြီးအံ့အားသင့်သွားသည်အလောင်းမှာရန်နှဲငယ်အကြားကခန်းသားစွာအိမ်ပြန်လွတ်ခံရသည့်ဦးမေကွန်ဖြစ်နေသည်ထိုအချိန်မှာပဲသူမသည်ပြစ်မှတ်ပြေပြီးအိမ်ပြန်ခြင်းဟုခေါ်သည်မှာကျန်းရှိကိုင်း၏လိန်ညာမှုများသာဖြစ်မှန်းနားလည်သွားသည်စွမ်းဆောင်ရည်ပြစ်မှတ်ပြေမိသူများသည်လုံးဝမထွက်ခွာနိုင်ပေအင်းတို့သည်အသုံးဝင်မှုဆုံးရှုံးသွားသောအခါအသက်ခံရခြင်းသို့မဟုတ်ကိုရင်းအင်္ဂါများပင်ဖယ်ရှားခံရနိုင်သည်မေကွန်သည်နေရန်ကိုကျဲများဖြင့်ဖုံးအုပ်ခြင်းဖြင့်အိမ်ပြန်နိုင်မည်ဟုထင်ခဲ့တော်လဲမိရှုမိပန်းများနှင့်လက်ခုပ်တံများပြီးတွင်အေးဆက်သောအလောင်းဖြင့်ပြောင်းလဲသွားခဲ့သည်ရှင်းရီသည်အိန္ဒိယသို့လိမ်လည်ခံလာရသည့်မိန်းကလေးတဦးမှသူမ၏ဆရာကိုဖုံးဆက်ခိုင်းသည့်လိမ်လည်သူတဦးအဖြစ်ပြောင်းလဲသွားခဲ့ပြီးဤစခန်း၏အရက်ဆက်ဆုံးအချက်မှာရှင်တန်ရန်အတွက်မိမိကိုယ်ကိုယုံကြည်သူများကိုထိခိုက်နစ်နာစေခြင်းဖြစ်သည်အမှန်တရားကိုရှာဖွေတွေ့ရှိပြီးနောက်ရှင်းရည်သည်ဤငရေမှလွတ်မြောက်နိုင်သည်တလော